အစာအိမ်ကင်ဆာဟာအလွန်များပြားပါတယ်အစာပိုက်ကင်ဆာတွေလည်းပါဝင်ပါတယ်လူဦးရေဖွဲ့စည်းပုံပြောင်းလဲမှုတွေဖြစ်လာတာနဲ့အမျှအစာပိုက်ကင်ဆာတွေဟာအစာအိမ်ဘက်ကိုပိုမိုရွှေ့ပြောင်းလာပြီးရခင်ကအစာပိုက်အပေါ်ပိုင်းမှာတွေ့ရလေးရှိတဲ့ squamous cell carcinoma ထပ်ပေါက် junction မှာ adenocarcinoma အမျိုးအစားကင်ဆာတွေပိုများလာပါတယ်adenocarcinoma ကိုလူငယ်တွေမှာတွေ့ရတတ်ပြီးအထူးသဖြင့်အောက် junction အနီးကိုလေးချိန်ပိုးသူတွေဆစ်လိပ်တောက်သူတွေနဲ့အရက်သမားတွေမှာပိုမိုတွေ့ရပါတယ်အထက်ပိုင်းစာအိမ်ဦးလန်းချောင်းခွဲစိတ်မှုတွေအထူးသဖြင့်အစာပိုင်းနဲ့အစာအိမ်ကင်ဆာတွေကိုပြောရင်ချင်းနိုင်မျိုးကလူတွေအထူးသဖြင့်ဒေသခံလူထုကလူနာအများစုဟာနောက်ကျမှသာဆေးရုံကိုလာကြပါတယ်လူနာတွေတဲက2 3ပုံလောက်ဟာကင်ဆာအဆင့်3နဲ့4မှာရောက်နေကြပါတယ်သူတို့ကကျွန်တော်တို့စီကိုဒေတာတွင်အစစ်မြင့်အောင်လာတဲ့အခါမှာတော့သူတို့တွေက၄ကုန်တပုံလောက်ပဲကုသနိုင်တဲ့ခွဲစိတ်ကုသမှုသို့မဟုတ်ကုသနိုင်တဲ့ကုသမှုအတွက်လာကြပါတယ်သူတို့အများစုကတော့နာတာရှည်တက်တာရီကုသမှုကိုပဲလက်ခံရပါတယ်ကုသနိုင်တဲ့ခွဲစိတ်ကုသမှုကိုစဉ်းစားထားတဲ့လူနာတွေမှာတော့တိကျမှန်ကန်တဲ့ခွဲစိတ်ကုသမှုကိုလက်ခံရရှိဖို့အလွန်အရေးကြီးပါတယ်တိကျတဲ့ခွဲစိတ်ကုသမှုဆိုတာကတော့အစစ်မြစ်နည်းပညာတွေနဲ့လှုပ်ဆောင်တတ်တဲ့အရေးချင်းမြင့်မားတဲ့လူတွေရှိတဲ့ဆေးရုံတွေမှာပဲလုပ်နိုင်ပါတယ်ဒါတွေထဲမှာ laparoscope ပြစ်ခွဲစိတ်မှုနဲ့ robot ခွဲစိတ်မှုလည်းပါဝင်ပါတယ်robot ခွဲစိတ်မှုနဲ့ laparoscope ပြစ်ခွဲစိတ်မှုတွေကဆေးရုံတီခိုချိန်ကိုရှော့ချပေးနိုင်ပြီးခွဲစိတ်ပြီးနောက်ပြန်လဲတက်တာလာတာလည်းပိုမြန်လာပါတယ်အစစ်မြင့် robot ခွဲစိတ်နည်းပညာကကင်ဆာကုသမှုမှာတကယ်တမ်းပြောင်းလဲမှုကြီးဖြစ်စေခဲ့ပါတယ်အကြောင်းကတိကျတဲ့တစ်ချက်ခွဲချက်မှုနဲ့တစ်ချက်အလော့ခွဲချက်မှုတွေကြောင့်တစ်ချက်ထိခိုက်မှုကိုအနည်းဆုံးအထိရှော့ချနိုင်တာပါဒါကလည်းလူနာတွေအမြန်ပြန်လဲတက်တာလာစေဖို့အတားချက်တစ်ခုအဖြစ်ထင်ရှားပါတယ်ဆေးဘက်အော်နီကလိုဂျီမှာဓာတုကုထုံးရေဒီယိုထပီနဲ့မကြသေးခင်ကစပြီးအီမြူနိုထပီလိုမျိုးတွေပါဝင်ပါတယ်ကုသနည်းပေါင်းစုံကိုပေါက်ဆက်အသုံးပြုတာကဒီလူနာတွေမှာရလက်ပုံမှုကောင်းမွန်လာစေပါတယ်တခြားကျွမ်းကျင်မှုနယ်ပယ်တစ်ခုအနေနဲ့ငါပြောချင်တာကအသေးနဲ့သွေးကြိုးဆိုင်ရာခွဲစိတ်ကုသမှုပါအသေးနဲ့သွေးကြိုးဆိုင်ရာခွဲစိတ်ကုသမှုဆိုတာအသေးစားထိုးမလုပ်ပဲခွဲစိတ်ကုသတာတွေလည်းပါဝင်ပြီးအသေးကင်ဆာအတွက်အသေးပိုင်းချို့ကိုဖျက်ထုတ်ခြင်းနောက်ထပ်ကတော့ဦးလန်းချောင်းကင်ဆာအတွက်ဦးလန်းချောင်းပိုင်းချို့ကိုဖျက်ထုတ်ခြင်းတွေလည်းပါဝင်ပါတယ်ဦးလန်းချောင်းအပိုင်းဖျက်ထုတ်ခြင်းတွေကို laparoscope ပြနည်းနဲ့လုပ်နိုင်လာပြီဖြစ်ပြီး robot ခွဲစိတ်နည်းပညာကလည်းrobot ခွဲစိတ်နည်းပညာနဲ့တိကျတဲ့တစ်ချက်အလွှာခွဲချက်မှုနဲ့တစ်ချက်ချိတ်ဆက်ခြင်းတွေကိုကျွန်တော်တို့လုပ်နိုင်လာပါတယ်။ဒါကြောင့်လူနာတွေပြန်လည်တက်တာလာမှုနဲ့ရလဒ်တွေပုံမကောင်းမွန်လာပါတယ်။ကျေးဇူးတင်ပါတယ်။